စိတ်ဆိုးလို့ရလားကျွန်တော်စိတ်ဆိုးလို့ရတယ်ဒီမှာကြည့်လိုက်အောင်ဒီမှာကျွန်တော်ဘာစာပို့ထားလဲဆိုတော့မမကြီးတဲ့အဖြူလေးတွေပဲလက်ဆောင်ပို့ပေးလိုက်တယ်စိတ်မဆိုးပါနဲ့ရှင်တဲ့ညီမလေးကအဖြူလေးတွေကြိုက်လို့ပါဟီဟီဆိုပြီးပို့ထားရဲကွယ်ဒီမှာကြည့်အောင်သူပို့ထားတဲ့အဖြူလေးကဘယ်လောက်ချစ်ဖို့ကောင်းလဲလို့ကြည့်ကြပါဦးသူကဒီလိုဘောင်းမီဒီလိုအတူလေးပါတယ်ဒီ short ပန့်လေးပေါ့နော်အိတ်ကလေးနဲ့ပါတယ်ကြည့်လောက်ချစ်စရာကောင်းတယ်လုံးဝလွတ်လွတ်လေးနဲ့အေးအေးလေးစိတ်ဆိုးလိုက်ပြီနော်အဖြူလေးပို့လို့ကြည့်လုံးဝချစ်စရာလေးနော်ဆိုအရင်စိုက်တယ်ဒါက own your cup ကlocal brand ပိုင်ရှင်ညီမလေးရပို့လိုက်တာပေါ့နော်ဒီနေ့ကျမတို့နှစ်စုံဒါကလုံးဝ brand new အသစ် design အသစ်ကလေးပါရှင်ဒီလိုမျိုးအင်ဂျီထလာလေးကိုဝယ်မယ်ဆိုလို့ရှိရင်တော့ကျမကအောက်မှာ mention ပေးထားမယ်အကောင့်လေးကိုအပေါ်မှာလည်းကျမ screenshot လေးတင်ထားပေးမယ်နေရောနောက်တစ်စုံကျမထုတ်ပြမယ်နော်ဒါကနောက်တစ်ထည်ပါရရှင်ဒီလိုမျိုး column လေးနှစ်ခုပါတယ်ပြီးတော့ဒီနေရာလေးကလုံးဝကမှအရာဆုံးလေးကြည့်အောင် BK style မျိုးလေးလုပ်ထားတာเนาะဒီမှာကြည့်လိုက်အောင်ဘာမှရောမပါဘူးပေါ့เนาะဒါက one set မဟုတ်ဘူးအင်ဂျီတစ်ထည်လေးပဲရောင်းတာသူ့အသားလေးအေးလေးဘယ်လိုပြောရမလဲဘယ်လိုခေါ်လဲနေနေစားလို့ခေါ်ရလားပိုးလီနေလို့ခေါ်ရလားလုံးဝအေးလေးပါမှာဒီမှာဒီသူ့ design လို့ဒီအပေါ်မှာဒီလိုမျိုးလေးရပါတယ်เนาะဒီလိုမျိုးလေးဒီ design ကအရန်နဲ့မှာမှာတယ်ဘောင်းမီတိုလေးနဲ့ဝတ်ချင်လိုက်ရတယ်စကတ်တိုလေးနဲ့ဝတ်ချင်လိုက်ရတယ်ဒါမှမဟုတ်ဒီမှာအရှိလေးနဲ့ဝတ်ချင်လိုက်ရတယ်ဘလို့အရန်လာပဲပေါ့ပါလေးနဲ့ကျူဒီလေးနဲ့ဖြစ်တယ်နော်ကဲ only a cup page ကိုအမြန်သွားပြီးတော့မှာလိုက်တော့ရှင်ဒါ